အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဘလော်လေးကတော့ကျွန်တော်ခဏတော့ပဲဘလော်ဖြစ်ပါတယ်ကျွန်တော်ဝယ်မဲ့ခဏကတော့ Taco Bell ပူပဲဖြစ်ပါတယ်ကျွန်တော်ငယ်တဲ့အရင်ကြိုက်ခဲ့ရတဲ့ Capri ပူပဲပေါ့ဒီကောင်က Austrian Texas ခြေလိုက်ခဏပဲဖြစ်ပါတယ်ဒီခဏဆိုင်မှာထူကြတာဒီအရက်ပါတော့ပြကြပါမယ်အဲ့ရပါမှာကိုကြိုက်တဲ့အရက်ကိုဒီတောက်လို့ရပါတယ်သူတို့စမှာပါကောင်းတာဖန်တာပြီးတော့အဲ့ရသူကိုအိုင်ကပြပြီးတော့တောက်လို့ရပါတယ်ကျွန်တော်ပြရလို့တောက်တော့ပါတယ်ပြရတော့ပြရတော့ဝစ်ကီလည်းတောက်လို့ရပါတယ်ကျွန်တော်တော့ဒီပနလေးဝယ်လာတယ်ပါတယ်မော်စီအောင်နဲ့ Taco Bell နဲ့ collaborate လုပ်ထားတဲ့ပနလေးပေါ့သူရဲ့အပြန်စံတွေကတော့တော်တော်မိုက်ပါတယ်မော်စီအောင်ဆိုတာဒီအမဲလိုက်တဲ့brand တွေပစ္စည်းတွေရောင်းတဲ့ brand ပေါ့နော်အဲ့တော့သူ့ရဲ့အယောင်ကသူတော်ရင်ကတကိုင်းကြောက်အယောင်ပုံစံမျိုးပေါ့အဲ့ဒီဟာနဲ့ဒီ Caribou နဲ့ Taco Bell နဲ့ collaborate လုပ်ထားတာပေါ့အမစတစ်ကာတစ်ခုပါပါတယ်ကျွန်တော်ကောင်းတာတစ်ခုပေးတဲ့အတွက်စတစ်ကာနှစ်ခုရပါတယ် packaging ကတော့ပုံပွင့်နေအမကျဲပါလေပါတယ်စတစ်ကာကတ်ထားတာပေါ့နော်ကျဲတိတ်ထဲမှာပနတ်တစ်ဖက်စီထည့်ထားတာပေါ့နော်သူရဲ့ဒါနာတော်တော်မိုက်ပါတယ်အသားစိတ်သူရဲ့ logo ဒီပုံစံလေးပါပါတယ်သူအောက်ဘက်မှာ leather မဟုတ်ဘဲနဲ့ rubber soap နဲ့ချုပ်ထားတာပေါ့နော် leather နဲ့ချုပ်ထားတဲ့ဟာလည်းပါတယ်ဒါပေမဲ့ sound နံပါတ်ကြရင်နေ့နေ့မှာစီးတဲ့ခါကျရင်ချောမှာဆိုလို့သူကျွန်တော်အဲ့ rubber နဲ့ဟာကိုယူလိုက်တာပါအဲ့တော့သူရဲ့စတစ်ကာ logo လေးပါနှစ်ဖက်ပေါ့နော်တစ်ဖက်စီရေးထားတယ်မော်စီအိုနဲ့ Taco Bell အတွင်းသားကသူထူးကြတာဒီဖက်နဲ့ထူးကြတာအတွင်းသားကိုသူဂျင်းသားနဲ့ချုပ်ထားတယ်အပြင်မှာတော့လဲတာပေါ့အတွင်းသားဂျင်းသားကိုသူအထဲမှာspawn လေး pot လေးနဲ့ထည့်ထားတာပေါ့နော်နူးညံ့အောင်ဆိုပြီးတော့ကြောက်ကြားပုံစံဆိုတာအဝတ်စားပေါ့အဲ့ဒါနဲ့အတွင်းသားကိုချုပ်ထားတယ်အပြင်ကတော့အကုန်လုံး all leather ပေါ့နောက်တစ်ဖက်ဖနက်တစ်ဖက်ကိုအိတ်တလုံးစီထည့်ထားတာပါအဲ့ဒါလေးတော်တော်မိုက်ပါတယ်ဒီ Taco Bell ကထူးခြားချက်ကကျွန်တော်တို့ခြေကုံမောက်တဲ့လူတွေအတွက်ပိုအဆင်ပြေတော့စီးရတာအထဲမှာချောင်းကြီးရှိတယ်ပေါ့နော်တချို့ဖက်နဲ့ကြတော့ကက်ကလေးတော့ခြေဝန်းမောက်တဲ့လူကြတော့စီးရင်ကြာနာတော့နော်ဒီကောင်ကအတွင်းသားကျဲတယ်ဆိုတော့တော်စီးလို့ရတာပေါ့နော် comfort ဖြစ်တယ်စီးရတာအဲ့တော့ကျွန်တော်တို့ ਨੇ ပိုစင်ပြတော့ကျွန်တော်ခြေတော့ကြီးရသူရေဆိုတော့ချောင်းချစ်စီလို့ရတော့ဘာပြော overall အနေနဲ့ကတော့ကောင်းပါတယ်ကျွန်တော်ကြိုက်ပါတယ်